ဘာလဲဆိုတော့ဗောနော်ဒီ purchase ပေါ့အဝယ်စင်းသွင်းတာဗောနော်ကျွန်တော်ပထမဆုံးဘာလုပ်ရလဲဆိုတော့ product စောက်ရတယ်အဲ့ product ရှိမှအဲ့ product ကိုခေါ်ပြီးကျွန်တော်ဝယ်လို့ရတယ်ရောင်းလို့ရတယ်ဒီလိုပုံစံတို့ဗောနော်အဲ့တော့အရင်ကကျွန်တော်တို့ကတကယ်တမ်းတော့ဒီမှာအဆင့်5ဆင့်ရှိတယ်ဆိုပေမဲ့တကယ်တမ်းအရေးကြီးဆုံးအဆင့်ကဒီ quotation အဆင့်ပဲကျန်တဲ့အဆင့်တွေကကျွန်တော်တို့ဘာမှထွေထူးထူးမဟုတ်ခလုတ်နှိပ်တဲ့အဆင့်တွေပဲရှိတာဗောနော်ဒီလိုပုံစံထွက်လိုက်အဲ့တော့ quotation ဆိုတာဘာလဲဆိုတော့ကျွန်တော်တို့ဈေးနှုန်းစုံစမ်းတဲ့အဆင့်သူနဲ့ကိုယ်နဲ့ညှိနှိုင်းတဲ့အဆင့်ပေါ့နော်ဒါအယောင်းဝယ် confirm မထွက်သေးတဲ့အဆင့်ပေါ့လုံးဝမှတေချာသွားပြီဆိုရင်ကျွန်တော်တို့ဒါ purchase order ဆိုတဲ့ဟာကိုတင်လိုက်တယ်တင်ပြီးရင်ဘာလုပ်လဲဆိုတော့ဒါကုန်တွေလက်ခံရတယ်ကုန်လက်ခံတယ်ပြီးတော့မှကျွန်တော်တို့ဘေးဖွင့်ရတယ်ဘေးဖွင့်တယ်ဆိုတာပေလေးပဲဖော်တာပေါ့နော်ကိုလုပ်ငန်းဘက်ကစဉ်းစားရင်ဒါကျွန်တော်တို့ရဲ့ဒီ banda ကိုပတ်စံပေးဖို့ရန်ကြံတယ်ပေါ့နော်အဲ့လိုပုံစံထွက်လိုက်မယ်ပြီးတော့မှဒါကျွန်တော်ပေးဆိုတဲ့ cloud ကိုနှိပ်တယ်အဲဒီလိုပုံစံထွက်မယ်ပေါ့နော်အဲ့တော့ဒီအဆင့်50နိုင်ကျွန်တော်ကဒါ purchase process လေးကိုစဉ်းရင်သွင်းကြည့်မယ်ပေါ့အဲ့ဒီတော့ကျွန်တော်ကဟုတ်ပြီเนาะဒါဆိုရင်အဲ့တော့ကျွန်တော်ထဲမှာ product တစ်ခုလောက်ကိုကျွန်တော်နမူနာကြည့်လိုက်မယ်ဒီထဲကျွန်တော်ဘာသွင်းလို့ရတယ်ဒါပါတော့ JK range ပေါ့နော်ဒီကောင်ကိုကျွန်တော်စဉ်းရင်သွင်းမယ်ပဲဆိုပါတော့အဲ့ဒါဆိုရင်ဟုတ်ပြီကျွန်တော်ကဘယ်ကိုသွားမလဲဆိုတော့ purchase ထဲကိုသွားလိုက်မယ်purchase ထဲကိုသွားလိုက်ပြီးတော့မှကျွန်တော်ဘာလုပ်မလဲဆိုတော့ new ခေါ်လိုက်မယ်ဒီ banda ဆိုတဲ့နေရာမှာကျွန်တော်ကိုဝယ်ရမယ့် banda နေပေါ့နော်ကိုဘယ်သူစီကနေဝယ်မှာလဲဘယ်ကုန်တယ်စီကနေဝယ်မှာလဲကုန်တယ်နာမည်ပေါ့နော်ထားပါတော့ကုန်တယ်ထည့်လိုက်တယ်ပြီးတော့မှ add a product JK range ပေါ့နော်ထားပါ JK range ဒီမှာနှစ်ခုရှိရပေါ့နော်ကုတ်ကတော့မတူသူဝယ်မယ်ပေါ့အဲ့တော့ကျွန်တော်ဟုတ်ပြီကျွန်တော်ဘယ်ဈေးနဲ့ဝယ်မှာလဲပေါ့နော်အဲ့တော့ဒီ product တွေစီနော်ကျွန်တော် quantity အနည်းငယ်1ထွက်မယ် unit နဲ့သွားမယ်အထည်မို့လို့ကျွန်တော်ဝယ်မယ်ဟာပေါ့နော်ဒါကတော့ဒီကျွန်တော်တို့ရွှေဈေးကိုလာဖော်ထုတ်ပေးထားတာပဲရှိရနော်တကယ်ကျွန်တော်ဝယ်မယ်ဈေးပေါ့ဒါပါတော့ကျွန်တော်က390နဲ့ဝယ်မယ်ပဲဆိုပါတော့โอเคဒီလိုပုံစံထွက်လိုက်မယ်အဲ့လိုပဲနောက်ထပ်JK range ထားပါတော့ဒီနှစ်ခုကိုဆက်ထည့်မယ်ဒါပါတော့ဒီကောင်လဲ390နဲ့ဝယ်တယ်ပဲဆိုပါတော့เนาะဒီလိုပုံစံထွက်လိုက်မယ်ဟို product တစ်ခုတည်းဝယ်ရင်เนาะကျွန်တော်တစ် line နဲ့ပဲပေါ့เนาะ2 line ထည့်ကြမလို့တစ် line နဲ့ပဲရလိမ့်မယ်ပြီးရင်ကျွန်တော်ဒါစိတ်ထားလိုက်မယ်เนาะဒါကျွန်တော် purchase ရထဲမှာအဲ့တော့ဒီအခြေအနေကဘာလဲဆိုတော့ဒါကျွန်တော်တို့ RFQ ပေါ့เนาะ request for quotation ဒါပထမဆုံးအဆင့်ပဲသူနဲ့ကိုယ်နဲ့ဒါဈေးနှုန်းတွေညှိနှိုင်းနေတဲ့အဆင့်မသေးကြသေးဘူးပေါ့เนาะဒီလိုပုံစံထွက်လိုက်မယ်အဲ့ဒါကဘယ်ထဲမှာရှိရလဲဆိုတော့ကျွန်တော်ဒီ purchase app ထဲမှာရှိရเนาะအဲ့တော့ purchase app ထဲကိုသွားမယ်โอเคညှိနှိုင်းလို့မှသေးကြပြီဆိုရင်တော့ကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ confirm order ဆိုတဲ့ခလုတ်လေးကိုနှိပ်လိုက်မယ်ဒါဆိုရင်တော့ဒါကျွန်တော်ဒုတိယအဆင့်ဘယ်အဆင့်ရောက်သွားပြီလဲဆိုတော့ purchase order ဆိုတဲ့အဆင့်ရောက်သွားပြီကျန်တဲ့အဆင့်အားလုံးကခလုတ်နှိပ်တာပဲเนาะခလုတ်နှိပ်ရုံပဲကျွန်တော်တို့ကအရင်ဟိုစီးရွက်ကြီးထင်မသွားနဲ့ပေါ့เนาะရှုပ်ရက်ခတ်နေတဲ့အခြေအနေတော့မဟုတ်ဘူးခလုတ်နှိပ်တဲ့ပုံစံလေးပဲအဲ့ဒါပြင်ကျွန်တော်ဘာလုပ်လဲဆိုတော့ကုန်တွေလက်ခံမယ်ဆိုတော့ဒီ receipt ဆိုတဲ့ဟာလေးကိုနှိပ်မယ်เนาะဒါကျွန်တော်ကကုန်လက်ခံတာပြီးတော့မှ validate ဆိုတာနှိပ်လိုက်မယ်ပြီးတော့မှဒီမှာ PO နံပါတ်7လေးရှိရနော် PO နံပါတ်7ဒီ PO ဆိုတာခုနကလည်းကျွန်တော် purchase order တင်ခဲ့တဲ့ဟာလေးဒါကောင်လေးကိုကျွန်တော်နှိပ်လိုက်မယ်နှိပ်လိုက်ပြီးတော့ကျွန်တော်ဗာဆက်လုပ်မလို့ create base ဆိုတာလေးကိုနှိပ်လိုက်မယ်เนาะဒါ base ဖွင့်တဲ့အဆင့်ပြီးတော့မှကျွန်တော်ဗာထည့်လဲဆိုတော့ base date လေးထည့်ရတယ်ထည့်ပြီးတော့ကျွန်တော် confirm ဆိုတာလေးနှိပ်လိုက်မယ်ဒါဆိုရင်ကျွန်တော်ဒါ base ဖွင့်ပဲသွားပြီပေါ့ကျွန်တော်ငွေပေးရင် payment ကိုနှိပ်မယ်ငွေမပေးရင် payment ကိုမနှိပ်ဘူး pay ဆိုတာကိုမနှိပ်ဘူးပေါ့เนาะဒီလိုပုံစံရှိလိမ့်မယ်အဲ့ဒါဆိုရင်ဒါဆိုကျွန်တော်ကဘယ်အဆင့်ထိပြီးသွားပြီလဲဆိုတော့အရင်ဆုံး quotation တင်တယ်တေချာသွားပြီမို့လို့ကျွန်တော် purchase order လုပ်တယ် purchase order လုပ်ပြီးတော့ကျွန်တော်ဘာလုပ်လဲကုန်တွေလက်ခံတယ်ပြီးတော့မှကျွန်တော်ဘာလုပ်လဲဆိုတော့ဘေးဖွင့်လိုက်တယ်ငွေမပေးတာမို့လို့ပေးဆိုတဲ့ခလုတ်ကိုကျွန်တော်မနှိပ်ခဲ့ဘူးเนาะဒီလိုပုံစံထွက်လိုက်မယ်အဲ့ဒါဆိုရင်ဟုတ်ပြီကျွန်တော်ကြည့်ရအောင်ငွေမပေးသေးဘူးအဲ့ကောင်တွေကကျွန်တော်ဘယ်မှာကြည့်လို့ရလဲဆိုတော့ account ထဲမှာကျွန်တော်ပေးရန်ရှိဘယ်လောက်ရှိလဲဆိုတော့ကျွန်တော်ကြည့်လို့ရတယ်အဲ့တော့ account ထဲကိုသွားလိုက်မယ်reporting တွေကထားပါတော့ကျွန်တော်တို့ HP တွေပဲပေါ့နော်ဒါဆိုရင်ကိုထိုးပေးရမှာ380ရှိတယ်ဒီလိုပုံစံထွက်လိုက်မယ်ပေါ့နော်အဲ့ဒီထဲမှာကျွန်တော်ပေးတယ်ဆိုလို့ရှိရင်လည်းလွယ်လေးပဲခုနက purchase တွေကိုတွန်းလာမယ်ဒီမှာတော့ purchase order တင်ထားဒီနံပါတ်လေး380အဲ့ဒီထဲမှာဘာလဲဆိုတော့ဒီ bill လေးကိုနှိပ်လိုက်မယ်နှိပ်ပြီးတော့မှကျွန်တော်က pay ဆိုတာကိုနှိပ်လိုက်မယ် pay ဆိုတာနှိပ်တဲ့အချိန်မှာထားပါတော့ကျွန်တော်ကဘန်ထဲက300ပေးလိုက်တယ်ပေါ့နော်နမူနာ sorry 1000အတွက်ကျွန်တော်ဘန်နဲ့100ပေးလိုက်တယ် create payment နှိပ်လိုက်မယ်အဲ့ဒါဆိုသူကဘာပေါ်လဲဆိုတော့ partial paint ဆိုတာပေါ်လိမ့်မယ်เนาะ paint လို့မပေါ်သေးအဲ့တော့ကျွန်တော်ဘယ်လောက်ကြံလဲဆိုတော့380ကြံသေးတယ်ပေါ့နော်အဲ့380ကိုကျွန်တော်ဘာနဲ့ပေးလဲဆိုတော့ cash နဲ့ပေးရပဲဆိုပါတော့ကျွန်တော် pay ဆိုတာလေးကိုထပ်နှိပ်မယ်ဒီနေရာမှာ CSA cash ဆိုတာလေးကိုနှိပ်လိုက်မယ်နှိပ်ပြီးတော့ create payment နှိပ်လိုက်ရင်ကြေသွားပြီဒီချိန်မှာတစ်ခုရှိတယ်ကျွန်တော်ငွေပေးတဲ့အချိန်မှာသူကပတ်စံ short ပေးတာကျွန်တော်တို့ထားပါနော်ကျွန်တော်က380ပေးရမှာတော့ပြီးတော့85သိန်းပဲပေးတော့ cut discount ပေးတာဗောနော်အဲ့ဒါဆိုရင်ကျွန်တော်က85ရိုက်လိုက်မယ်ရိုက်လိုက်ပြီးတော့မှကျွန်တော်ကနော်
Marcus fully paint ဆိုတာလေးကိုနှိပ်လိုက်မယ်ပြီးတော့မှဒီမှာကျွန်တော်သူ short ပေးတဲ့9သိန်းပေါ့နော်9သိန်းကိုကျွန်တော်ဘယ်ထဲကိုဝင်ချင်တာလဲဆိုတော့ DISCOUNT discount receipt ပေါ့နော် discount ဒါကိုယ့်ဘက်ကရတာမလို့ discount receipt နဲ့ကျွန်တော်ကချိန်လိုက်မယ်ချိန်ပြီးတော့မှ create payment ဆိုတာနှိပ်လိုက်မယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ရဲ့ဒါအရှုံးတဲ့စာရင်းမှာဒီရွှေအဝယ်အတွက်ကျွန်တော် discount 9သိန်းရတယ်ဆိုတဲ့စာရင်းလေးပါလာပြီးပေါ်ပေးလိမ့်မယ်ပေါ့နော်ဒါဆိုရင်ဒါကျွန်တော်ဒါ purchase browser ကဒီလိုပုံစံသွားလုံးပဲပေါ့ဟုတ်ပြီကျွန်တော်ဒါပါတော့ရွှေတွေဝယ်တယ်ပဲဆိုပါတော့နော်ရွှေဝယ်တယ်ဆိုလို့ရှိရင်လည်းရှင်နဲ့နေယူခေါ်လိုက်မယ်ဒါပါတော့ already go AA ဒါမရှိသေးဘူးမရှိရလူဆိုကျွန်တော်တို့ဘာလုပ်လဲဆို create and edit နှိပ်မယ်နှိပ်ပြီးတော့သူရဲ့ဖုန်းနံပါတ်တွေလိပ်စာတွေထားပါတော့နော်ကျွန်တော်ထည့်လို့ရမယ်ထည့်ခြင်းထည့်မယ်ပေါ့နော်ထည့်ဖို့မလိုရင်မထည့်ဘူးပြီးရင် save and close ဆိုတာနှိပ်လိုက်ကျွန်တော်ရွှေဝယ်မှာဆိုတော့ ACA Academy နော် Academy ဆိုတာနဲ့သူကဘာလဲဆိုတော့ကြက်သားဆိုတဲ့ဟာလေးပေါ်လာပြီကြက်သားပေါ့နော်တစ်ကြက်သားနှစ်ကြက်သားစသည်တဲ့ပေါ့နော်ကျွန်တော်ကထားပါတော့30သားဝယ်တယ်ပေါ့30သားကျွန်တော်ဝယ်တာကထားပါတော့90နဲ့မှ8သိန်းပေးရတယ်ပေါ့ဒါကနမူနာတော့နော်โอเคသိန်း980ကျွန်တော်တို့စေးလိုက်မယ်ဒါဘာလဲဆိုတော့ဒီအဆင့်ဒီ quotation အဆင့်ပဲเนาะကျွန်တော်ဒီမှာကြည့်လိုက်မယ် RF Juno နဲ့တွေ့နေမယ်ဒါ quotation အဆင့်ပဲဟုတ်ပြီတေချာကျွန်တော်တို့ဘာလုပ်မလဲ confirm order ဆိုတဲ့ခလုတ်လေးကိုနှိပ်လိုက်မယ်ဒါဆိုရင်ဒါ confirm order ဆိုတာ PO အဆင့်ရောက်သွားပြီပေါ့နော် purchase order အဆင့်ကိုရောက်သွားပြီပြီးတော့မှကျွန်တော်ဘာလုပ်လဲ receipt product ကိုနှိပ်တယ် validate ကိုနှိပ်လိုက်တယ်โอเคပြီးတော့မှဒါဆိုကုန်လဲလက်ခံပြီးသွားပြီကျွန်တော်ဘာထပ်လုပ်မလဲ create bay ဆိုတာဖွင့်လိုက်မယ် bay date လေးထည့်မယ် confirm ဆိုတဲ့ခလုတ်လေးနှိပ်မယ်ငွေပေးရင်ပေးကိုနှိပ်မယ်ငွေမပေးရင်ဒီတိုင်းထားခဲ့လိုက်မယ်เนาะဒါဆိုတာကျွန်တော်ရွှေဝယ်တဲ့ဟာတော့တွက်သွားလိုက်မယ်အဲ့တော့ပြီးကျွန်တော်ကဒါပါတော့ကျွန်တော်ကစိန်နေကြောက်တွေဝယ်မယ်ပဲဆိုပါတော့เนาะDIAMOD diamond ကိစ္စအားကျွန်တော်နမူနာလျှောက်ပေးရเนาะအဲ့တော့ကျွန်တော်ဝယ်မဲ့ product ထားပါတော့ဒီမှာ diamond နဲ့ပတ်သက်ထားပါတော့ဒီ90ဆိုတဲ့ဟာရှိရပါတော့ဒီ90ဆိုတဲ့ဟာသူကယတီနဲ့တွရတယ်ပေါ့ထားပါတော့ကျွန်တော်ကဘယ်နဲ့ယတီဝယ်လဲဆိုတော့ထားပါတော့ကျွန်တော်က9ယတီဝယ်တယ်ပေါ့အဲ့တော့ကျွန်တော်1ယတီကိုဘယ်လောက်ပေးရလဲဆိုတော့ထားပါကျွန်တော်8သိန်းပေးရတယ်ပဲဆိုပါတော့နော်โอเคဒီလိုပုံစံထွက်လိုက်မယ် confirm order receipt product validate ဒါဆိုရင်ကုန်တွေလက်ခံပြီးသွားပြီပြီးတော့ကျွန်တော်ဘာထပ်ဖွင့်ရမလဲဆိုတော့ bay ဖွင့်ရမယ် create bay bay လေးထည့်လိုက်မယ်ပြီးတော့မှ confirm နော်ဒီလိုပုံစံထွက်လိုက်မယ်ငွေချေရင်ကျွန်တော်ကပေးနဲ့ချေမယ်ငွေမချေရင်ဒီတိုင်းလေးထားခဲ့တယ်နော်ငွေမချေတဲ့ဟာတွေကဘယ်မှာရောက်နေမလဲဆိုတော့ account ကြီးရဲ့ pay and စီရင်ထဲမှာရောက်နေလိမ့်မယ်အဲ့တော့ account ကြီးတော့သွားမယ် reporting တွေက HPD ပဲနော်ဒီမှာတော့ဒါကျွန်တော်သူ့ကိုဘယ်လောက်ပေးရမယ်ဆိုတော့ငွေစင်းတွေကျွန်တော်တက်နေတယ်ပေးရန်ရှိစင်းတွေပေါ့နော်ကျွန်တော်ပေးလိုက်ရင်တော့ account တွေကကြေသွားမှာပေါ့အဲ့လိုပုံစံထွက်လိုက်မယ်ပြီးတော့မှကျွန်တော်ဟုတ်ပြီ inventory ထဲမှာဘာတွေကြီးလို့ရကျွန်တော်ဒီမှာရှိရကုန်လက်ကြံတွေပေါ့နော်ကျွန်တော်ဘယ်လို store တွေကျွန်တော်ဒီမှာကြံလဲဆိုတာကျွန်တော်ကြီးလို့ရတယ် reporting တွေက store ထဲမှာကျွန်တော်ဒီမှာရှိတဲ့ product တွေအားလုံးပေါ်နေလိမ့်မယ်ကျွန်တော်အဲ့လိုဟာမသိချင်ဘူးဟို store ရှိတဲ့ဟာပဲသိချင်တာမို့လို့เนาะ available product ဆိုတဲ့ဟာလေးနှိပ်လိုက်မယ်ဒါဆိုရင် store ရှိကြအောင်เนาะဒါဆိုရင်10ကျပ်သားရှိတယ်ဒါဆိုရင်9ရက်တွေရှိတယ်ဒီကောင်တွေကတစ်ခုစီရှိရပါတော့ဒီလိုပုံစံထွက်လိုက်မယ်အဲ့လိုမှမဟုတ်ဘူးကျွန်တော်ကဒီဘက် category လိုက် bangle သိကျင်တယ်ဒါ diamond သိကျင်တယ်ရွှေသိကျင်တယ်ထားပါတော့ပြီးတော့မှ rain ပေါ့နော်လက်စွပ်တွေသိကျင်တယ်ဒီလိုပုံစံနဲ့ကျွန်တော်ဒါကြည့်လို့ရဒါအကုန်လက်ကြံကြည့်ရပါတော့အဲ့လိုပုံစံထွက်လိုက်မယ်ဒါကတော့ purchase browser လေးပါ